ကျွန်တော်ဘဝရဲ့အောင်မြင်မှုတိုင်းကအမေးစီကမြင်ဖျားခံလာတယ်လို့ပြောရင်လုံးဝမထင်ဘူးကျွန်တော်ရရောက်လာတဲ့အခါပိုးပြီးမြင့်မာတဲ့ဘဝကိုပိုင်ဆိုင်စေချင်တဲ့အမေကနိုင်ငံရပ်ခြားမှာပညာရှာဖို့အတွက်ရှိတာတွေကိုထူခွဲရောက်ချပြီးပံ့ပိုးပေးခဲ့တယ်တာနေကောင်းလား ကောင်းတယ်အမေတားခုမှအလောက်ကပြန်ရောက်တာ ငါသားလေးလည်းပင်ပန်းနေပြီနဲ့တူတယ် ပင်မနာတဲ့အမေရဲ့အလုပ်တွေအရန်များတော့နောက်ဘက်အမေရဲ့မွေးနေတော့တားပြန်မလာဖြစ်ဘူး ရပါတယ်သားရဲ့ငါသားလေးသာကျမကြီးကြီးဆိုင်တော့တာ ဟုတ်အမေလည်းကျမကြီးဆိုင်တော့အမေအတွက်မွေးနေ့လက်ဆောင်တွေတားပို့ပေးလိုက်မယ်ဒါဒီကနေလမ်းကတော့လိုက်တယ်နော်အမေနော် သားတို့ပါကွယ်သားတို့ပါ ဒါဆိုဒါပဲနော်အမေတာနာတော့မယ် အေးပျော်ရွှင်ခြင်းအိမ်မက်တွေကိုတစ်လက်ထဲရောက်ထည့်ပေးမယ်ပြေးစုံရှင် application ကိုအခုပဲ download ရယူပြီးဈေးဝယ်လိုက်ပါ